စိတ်မှာမမြင်ရတဲ့စွမ်းရှိရဗျကိုကတခုခုအရန်လိုချင်နေပြီဆိုရင်အဲ့ဟာတကယ်ဖြစ်လာတာမျိုးကြုံဘူးလားကိုကတခုခုစိတ်ထင်နေရင်လေစိတ်ထင်တဲ့အရာဖြစ်လာတာမျိုးအဲ့ဒါစိတ်စွမ်းရပဲဗျစိတ်မှာတန်လိုက်ဓာတ်လိုမျိုးစွမ်းအားတခုရှိတယ် manifestation ဆိုတာစိတ်စွမ်းအားကောင်းလာအောင်လုပ်ပြီးတော့ကိုလိုချင်တဲ့အရာကိုသူ့အလိုလိုကိုယ့်စီရောက်လာအောင်လုပ်တာသူလည်းအလကားတော့မရဘူးဗျ manifestation လုပ်တဲ့နည်းတွေရှိတယ်အဲ့ဒါတွေကိုလုပ်ရတယ်ကျင့်ရတယ်တရက်နဲ့ရက်နဲ့ဖြစ်တာမျိုးမဟုတ်ဘူးဇွဲရှိရှိနဲ့ယုံယုံကြည်ကြည်လုံးဝဖြစ်လာတယ် manifestation တကယ်လုပ်ပြီးတော့လိုချင်တာရသွားတဲ့လူတွေလည်းရှိတယ်ဒါကြောင့်လူငယ်တွေကြားမှာကိစ္စတာပေါ့နော်သိတဲ့လူတွေလည်းသိပြီးသားမသိတဲ့လူတွေစမ်းကြည့်လို့ရအောင် manifestation မှန်မှန်ကန်ကန်အစစ်စစ်ဘယ်လိုလုပ်ရမလဲအချင်းချင်းတွေ share ပေးကြပါ manifestation အတွက်ပထမဆုံးလိုအပ်တာအသင်မှာပန်းနိုင်တစ်ခုရှိဖို့လိုချင်တာတစ်ခုကိုတီးတီးကြကြသတ်မှတ်ပိုလိုလိုဒီလိုလိုလုပ်လို့မရအောင်တစ်ခုဆိုတစ်ခုပဲလုပ်ပန်းနိုင်ချမှတ်တဲ့အခါမှာလဲကောင်းတဲ့စကားလုံးကိုပဲသုံးပေးရမယ်ဥပမာမိတ်ဆွေကပတ်စံရခြင်းလို့ manifestation လုပ်တယ်ဆိုပါစို့ငါစင်းရဲလို့မဖြစ်ဘူးဆိုတဲ့ဂိုးမျိုးချမှတ်လို့မရအောင်ဘာလို့လဲဆိုတော့စင်းရဲတယ်ဆိုတဲ့စကားလုံးက negative word ကြီးအဲ့ဒါကိုစိတ်ထဲထည့်ရင်မိတ်ဆွေငွေကုန်ပေါက်တစ်ခုမဟုတ်တစ်ခုရောက်လာလိမ့်မယ်ပတ်စံချမ်းသာငွေအဲ့လိုမျိုးစကားလုံးတွေကိုသုံးပေးရတယ်တိတိကျကျဖြစ်လေပိုကောင်းလေပဲငွေဘယ်လောက်ရကျင်တာလဲတိတိကျကျရေးဖို့ပြီးရင်မိတ်ဆွေလိုချင်တဲ့အရာကိုတကယ်ရနေတယ်လို့ခံစားပြီးစိတ်ထဲမှာမြင်အောင်ကြည့်ငါလုံနိုင်တယ်ငါဒါနဲ့ထိုက်တန်တယ်လို့ပဲတွေးစိတ်ထဲမှာတွေးနေရအားမရရင်စာနဲ့ချရင်ပုံလေးတွေထုတ်ပြီးကတ်ထားဒါတွေအကုန်လုံးစိတ်အေးအေးနဲ့အေးအေးချမ်းချမ်းတရားထိုင်လို့လုပ်အောင်ပါနော်မဟုတ်ရင်လိုချင်တာမရလို့ပိုပူလောင်ပြီးတော့ဒေါသရဖြစ်တယ်ဒါကြောင့်ကျွန်တော် manifestation လုပ်ရင်ကိုယ်မှာရှိတဲ့အရာတွေကိုယ့်ရဲ့ကောင်းကွက်တွေကိုမြင်အောင်ကြည့်ပါကျေးဇူးတင်တဲ့အလေးထားအောင်လည်းထည့်လို့ကြဒီနေ့ငါကျမ်းမာရေးကောင်းသေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကိုယ့်ဘေးမှာရှိနေပြီလို့ချစ်တဲ့လူကိုလည်းကျေးဇူးတင်ပါတယ်ကိုယ့်မှာကိုရှိနေတဲ့အရာကိုအကောင်းဘက်ကိုလှည့်တွေးတော့စိတ်ကြည်လင်သွားပါဘောနော်ပြီးတော့ကို vision လှုပ်ထားတဲ့အရာကိုရဖို့အတွက်အခွင့်အလမ်းတွေပေါ်လာရင်ယုံကြည်နေတဲ့အဲ့အခွင့်အလမ်းတွေစုပ်ကန်တယ်လိုချင်တာရဖို့ဆိုတာကိုကလည်းစူးစမ်းအားထုတ်ရသေးတယ်အဲ့ဒီအခါမျိုးမှာကိုကိုယုံကြည်မှုကလည်းအရေးကြီးဆုံးပဲကျွန်တော်ကျင့်နေတဲ့စိတ်ဆွမ်းအား manifestation ဆိုတာလည်းကိုယုံကြည်မှုကိုမြင့်တင်ပေးရတယ်ဒါတွေအကုန်လုံးနေ့တိုင်းလုပ်ရမှာနော်တချို့ကလည်း369 rule နဲ့တောင်လုပ်တယ်မနက်3က manifestation လုပ်တယ်နေ့လယ်6က manifestation လုပ်တယ်ညဘက်9က manifestation လုပ်တယ်တခါလုပ်ရင်ကိုယ့်ရဲ့လုံနိုင်စွမ်းကိုမူတည်ပြီးတော့စက္ကန့်အပိုင်းခြားလောက်ကနေမိနစ်နဲ့ချီပြီးတော့ကြာတာရှိတယ်ကိုလိုချင်တဲ့အရာကိုတကယ်ရနေတယ်လို့မြင်အောင်ကြည့်ကြည့်10မိနစ်2မိနစ်လောက်ပဲဖြစ်နေပေါ့နော်အဲ့ဒီခါကျရင်ငါဒါရဖို့စူးစမ်းရအောင်လားဆိုတဲ့အတိဝင်လာပြီးတော့ပို့ပြီးစူးစမ်းဖြစ်ပြီးတော့ဒါလုပ်နေတဲ့ကာလပတ်လုံးမှာကိုလုပ်နေတဲ့ manifestation ပေါ်မှာတန်တရားမဖြစ်နဲ့ငါရမှရပါမလား manifestation ရောထိရောက်မလားဆိုပြီးတော့မတွေးနဲ့အဲ့ခါကျရင်ဖြစ်တာမဖြစ်တာနောက်ထားတန်တရားဝင်လာတဲ့ energy level ကျသွားပြီဒီတော့လုံးဝယုံကြည်စရာလုပ်အဲ့ဒါဆိုထူးကိုထူးကြတယ် manifestation လုပ်ရင်လည်းကောင်းတဲ့အချက်ကစိတ်ကလုံးဝငြိမ်သွားတယ် manifestation လုပ်ရင် positive thinking ဖြစ်စေကျွန်တော်ကအဲ့ဒီ feeling ကိုကြိုက်တယ်ဗျာကျွန်တော်အတွက်ကဒါတရားထိုင်တဲ့သဘောပဲတရားထိုင်တာဝင်လေထွက်လေမှတ်တယ် manifestation ကြတော့လိုချင်တာကိုမှတ်တယ်ပေါ့နော်ခု2025ခုနှစ်က manifestation လုပ်တဲ့လူတွေအတွက်နက်ခကောင်းတယ်စေတန်ဂျိုကမေလအတွက် Aries ရာသီဝင်မယ်ဂျိုဘီတာဂျိုကဇွန်လမှာကင်ဆာရာသီဝင်နဲ့ဝင်မယ် Uranus ဂျိုကဇွန်လမှာ Gemini ရာသီဝင်မယ်အဲ့လိုနက်ခတွေကစိတ်ဆွမ်းအားကိုပို့ပြီးတော့ထောက်ပံ့ပေးတယ်ပေါ့ဗျာပြီးတော့သူက Aries ရာသီဝင်နဲ့ဝင်တဲ့အချိန်မှာအလောက်ကင်တွေအတွက် manifestation လုပ်ရင်ပိုကောင်းတယ်တော့ဘာလို့ဒီလိုမျိုးသူ့ဟာနဲ့သူရှိတယ်သွားရှုပ်လို့တော့မရအောင်ကျွန်တော်လေ့လာနေလို့ပဲဒီနေ့တော့ဒီလောက်ပါပရိသတ်ကြီးအတွက်လည်း manifestation လုပ်တဲ့အကြောင်းနဲ့ပတ်သက်ပြီးအနှစ်ချုပ်တော့သိသွားမယ်လို့ထင်ပါတယ်